သက်ခံတဲ့မခံတဲ့ပဲနော်။ဘာနဲ့ဒီဥစ္စာသိက္ခာပုံများကြတော့သီလျက်နဲ့လွန်ကျူးမှဒါလျင်သက်ခံတဲ့မခံတဲ့ဖြစ်တယ်။မသိလို့လွန်ကျူးခဲ့မိမယ်ဆိုရင်သက်ခံတဲ့မခံတဲ့မဖြစ်ဘူးတဲ့။ဒီတော့ဒီနေ့တရားကြီးတွေနည်းနည်းလေးခေါင်းအေးနဲ့စဉ်းစားကြည့်ပေါ့နော်။ဒီနေ့ဥဒ္ဒနောသာသနာတော်မှာယဟန်တော်များဒီကျွငွေကိုအလှမခံကောင်းမှုလို့မသိတဲ့ပုဂ္ဂိုလ်နဲ့သိတဲ့ပုဂ္ဂိုလ်ဘယ်ရင်ကအရေးအတွက်များမလဲသိတဲ့ပုဂ္ဂိုလ်အရေးအတွက်များကြပါတယ်နော်ယဟန်တော်ဘယ်ကြည့်မယ်ဆိုလို့ရှိရင်လည်းယဟန်တော်များနဲ့ရွှေငွေဒီမအဖို့လို့သိတဲ့ပုဂ္ဂိုလ်ကများတယ်များတော့ဘာဖြစ်လဲသိလျက်နဲ့လွန်ကျူးနေတဲ့သိက္ခာပုဒ်ဖြစ်တယ်သိလျက်နဲ့လွန်ကျူးနေတဲ့သိက္ခာပုဒ်မှန်ခဲ့မယ်ဆိုလို့ရှိရင်သက်ခံတဲ့မခံတဲ့ဖြစ်နိုင်တယ်လို့ဒီလိုသတ်မှတ်ချက်ရှိတော့ခုနကဒီကြောင်းကြီးတစ်ခုမအဖို့ရွှေငွေကိုမိမိကအလှခံနဲ့တစ်တစီမံပြီးတော့ကြောင်းဆောက်ထားတယ်မဟာအဂ္ဂမိယပထမသပိတ်ဖြစ်သွားပြီအဲ့ဒီကြောင်းကြီးကိုမစွန့်လွတ်ဖက်နဲ့ဒီကြောင်းပေါ်မှာပဲပြန်တော်မူသွားခဲ့လို့ရှိရင်သူကသိလျက်နဲ့လွန်ကျူးထားတဲ့အတွက်ကြောင့်သူကသက်ခံတယ်မခံတယ်ဒီအဘတ်ကိုလည်းမကူစားဘူးအဘတ်ကိုမကူစားဖက်နဲ့ဘဝတစ်ခုအဆုံးသတ်သွားတဲ့အတွက်ကြောင့်ဒီကြောင်းပေါ်မှာဒီကြောင်းကိုမစွန့်မဲနဲ့အကျဉ်းရန်နဲ့ထောင်းနဲ့ချီးပြီးဒေသနာကြားတော်လဲဒီအဘတ်ကဘယ်လိုမှမထဘူးဘယ်လိုမှစင်ကြယ်ပြီးတော့လဲမသွားနိုင်မသွားနိုင်တဲ့အတွက်ကြောင့်ဒီအဘတ်တန်းတဲ့ဘဝကိုအဆုံးသတ်သွားခဲ့ရင်ဒီအဘတ်ကနတ်ရွာတုဂတိမရောက်အောင်လဲတားထားတယ်မဲ့ဖို့နိဗ္ဗာန်မရအောင်လဲတားထားတယ်ကြောက်ဖို့မကောင်းဘူးနော်ဒီနေ့ဒီသိကြောက်ဖို့ကောင်းဒါကြောင့်ဘုရားတို့ရဲ့သာသနာတော်မှာဒီလိုကြောင်းမျိုးတွေရှိတယ်သလားမရှိသင့်ဘူးနော်ဒါမဟာအဂ္ဂမိယတပိတ်ပဲ